မြန်မာမှာရွှေတွက်ရှိရနေရ300ကျော်ရှိတယ်ဆိုတာတကယ်ပဲလားအဲ့ဒီထဲမှာအရေးကြီးဆုံးကစက်ကိုင်းပြတ်လွှာကြောင့်စကိန်း force ဆိုတဲ့ပတ်သက်နေတယ်လို့ဆိုတယ် ဟုတ်ပါတယ်ရွှေဖြစ်ပေါ်ပုံကလည်းသူနီးနဲ့သူစိတ်ဝင်စားစရာပါစကိုင်းပြက်လွှာကြောင့်ကအိန္ဒိယတိုက်ရဲ့တိုးဝင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အလွန်ကြီးမားတဲ့မြေလွှာအကြောင်းကြီးထူပါမြန်မာနိုင်ငံကိုမြောက်ကနေတောင်တွယ်တန်းနေပြီးတော့အနောက်ဘက်ခြမ်းကမြေလွှာကမြောက်ဘက်ကိုရွေ့နေပြီးအရှေ့ဘက်ခြမ်းကတောင်ဘက်ကိုရွေ့နေပါတယ် ခဏလေးသူတေသနာစာတမ်းထဲမှာညာဘက်လက်လှူရှာမှုလို့သုံးထားတာတွေ့နေအဲ့ဒီကဘာကိုပြောတာလဲပြီးတော့အဲ့လိုလှူရှာမှုပုံစံကရွှေဖြစ်ပေါ်ဖို့တော့ဘာလို့များအရေးကြီးရတာလဲ စက်ကိုင်ဘက်လွာရဲ့အနောက်ဘက်ကမြေကမြောက်ဘက်ညာဘက်ကိုရွေ့နေတာပါအရေးကြီးတဲ့အချက်ကဒီလှုပ်ရှားမှုကချောချောမွေ့မွေ့ဖြစ်မသွားဘူးအဲ့ဒီလိုလိန်ပြီးရွေ့တဲ့အခါမှာအဓိကပြက်လွာကြောင်းရဲ့ဘေးဒီမှာအကွဲကြောင်းငယ်လေးအများကြီးကိုဆွေးဖြဲတယ်လို့ဖြစ်စေပါတယ်အဲ့ဒီအကွဲကြောင်းတွေကမြေကြီးအောက်နက်နက်ကရွှေပါတဲ့ရေဘူးအရေးတဲ့အပေါ်ကိုတက်လာဖို့အတွက်အကောင်းဆုံးအမြင့်အလန်းမကြီးတွေဖြစ်သွားလာပေါ့ ။အော်ဒါဆိုရင်အဲ့ဒီ second ပြက်လွာကြောင့်ဖြစ်တဲ့အကွဲကြောင်းတွေထဲကို ဟုတ်တယ်အဲ့ဒီထက်ကိုရွှေပါတဲ့အရေးတွေစီးဝင်တာ စီးဝင်ပြီးအေးခဲသွားတဲ့အခါရွှေကြောတွေဖြစ်လာတယ်ဆိုတဲ့သဘောလား ဟုတ်ပါတယ်ကြောက်ပထိုးကစိတ်ဝင်စားစရာဥမာတစ်ခုပါသူကအမေရိကန်နိုင်ငံနီဗာဒါကနာမည်ကြီးကာလင်ပုံစံတက်ဥတိုက်တွေနဲ့ဆင်တူတယ်လို့ဆိုကြတယ်ကာလင်ပုံစံဆိုတာကရွှေရမျက်စိနဲ့မြင်နိုင်တဲ့ရွှေတုံးရွှေခဲကြီးတွေအဖြစ်ရှိမနေပဲအလွန်သိငယ်တဲ့ရွှေမုံလေးတွေအဖြစ်အနီကြားကြောက်တွေထဲမှာဖြန့်ကျက်နေတာကိုဆိုလိုတာပါကင်မုံဖုတ်တဲ့အခါတကြောင်မုံလေးတွေမုံသားထဲမှာပြန့်နေတယ်လို့မျိုးပေါ့ဒါကြောင့်အောက်မှာရွှေထွက်နှုံးကပြက်မြတ်တက်တန်ကို2.4 gram လောက်ပဲရှိမိမယ်ဆီလီကာထက်များတဲ့အပိုင်းဒီမှာတော့9 gram အထိတွေ့ရတတ်ပါတယ် ဒါကရွှေအမျိုးအစားတစ်မျိုးပေါ့